ဘာပေါ်မှာအကျန်းဆုံးဖြုတ်စားတာတော်ကြီးများအမေနမအချီးဘက်ကိုလည်းစုံအမေတုံတော့တဲ့သွားရွတ်ကြပါလားကွာလူတော်ရဲ့လည်းချပြလို့မရဘူးလူရလည်းမဝင်ချွတ်ပြလမ်းပြမှာစိတ်ဖြစ်မယ်လို့တင်တဲ့ကောင်မလို့မကုန်းမတစ်ကောင်ကြောင့်တလီလုံးပုံမင်းတို့လှုပ်ကောင်ကမျိုးကောင်းသမီးတွေနဲ့ငါတို့ရင်အမေနမရက်မခံတချို့ဖြုတ်ပါတယ်ဆိုတော့ဤချက်ကောင်တွေကမိမကြီးဆိုပြီးခေါင်းစဉ်တက်ချတာဒီမဲ့လူချင်းမင်းတို့ဘယ်သူပြောလို့ပြောမှမသိမင်းတို့တင်ခဲ့တဲ့ပို့တွေကငါတို့နောက်ကနေထုံးတောက်လာမဲ့ကျေဝင်လေးတွေအတွက်လူငယ်တွေအတွက်ခလေးတွေနော်အခု social media ကအခုသုံးနေတာခလေးတွေကစပြီးသုံးနေမင်းတို့တင်ခဲ့တဲ့ပို့တွေကအဲ့ခလေးတွေကိုဘာတွေအကျိုးပြုတာချော့ပြဖို့လားလှန်ပြဖို့လားဒါမှမဟုတ်အမေနမကုံအောင်ဆဲဖို့လားအစိုးရကလာနာတိုင်အောင်ကုန်းတွေကိုမဆိုင်ငါစားပြဖို့ဘာလဲ